speak နဲ့ talk ဘာကွာလဲတော်တော်အမေးများတဲ့မိကွန်းလေးဖြစ်ပါတယ် speak စကားပြောတယ် formal verb ဖြစ်ပါတယ် speak ကိုသုံးလို့ရတဲ့နေရာ၄နေရာရှိပါတယ် Number 1 one-way communication ဥပမာ The president will speak to the nation tonight သမ္မတကြီးကတနိုင်ငံလုံးကိုဒီညစကားပြောမယ် Number 2လိပ်မှုပြောဆိုတဲ့အခါမှာသုံးပါတယ်ဥပမာ May I speak to Mr. Wilson please Mr. Wilson နဲ့စကားပြောပြစီ Number 3ဘာသာစကားတွေကိုပြောဆိုတဲ့အခါမှာသုံးပါတယ်ဥပမာ She speaks 5 languages fluently သူမကဘာသာစကား၅မျိုးကိုကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်တယ် Number 4 speak နဲ့ပတ်သက်ပြီးတော့အများဆုံးအသုံးပြုတဲ့ phrasal verb ၃လုံးကိုမဖြစ်မနေသိထားသင့်ပါတယ် Speak outလူထုကြားမှာထုတ်ဖော်ပြောဆိုတယ် She spoke out against the unfair treatment မမျှတတဲ့ဆက်ဆံမှုကိုဆန့်ကျင်တဲ့အကြောင်းသူမကလူထုကြားမှာထုတ်ဖော်ပြောဆိုလိုက်တယ် Speak up အတန်မြင့်ပြောတယ်ဖွင့်ပြောတယ် Please speak up I can't hear you ကျေးဇူးပြုပြီးတော့အတန်မြင့်ပြောပြပါကျွန်တော်ခင်ဗျားပြောတာမကြားရဘူး You need to speak up for yourself ခင်ဗျားဖြစ်ချင်တာကိုခင်ဗျားကိုယ်တိုင်ဖွင့်ပြောဖို့တော့လိုတယ် Speak for ကိုစားပြောဆိုတယ် When I say thank you I speak for the whole team ကျေးဇူးတင်ပါတယ်လို့ကျွန်တော်ပြောတဲ့အခါကျွန်တော်တို့တစ်ဖွဲ့လုံးကိုစားပြောတာပါ Talk ကို informal situation တွေမှာအသုံးများပါတယ် two-way conversation ကိုကိုစားပြုပါတယ် Let's talk about the weather ရာသီဥတုအကြောင်းပြောကြမယ် We were talking about our childhood memories ကျွန်တော်တို့ငယ်ဘဝကအမှတ်တရတွေအကြောင်းကိုပြောဆိုနေခဲ့ကြတာကျွန်တော်လည်းပြောသူလည်းပြောအပြန်အလှန်ပြောကြတယ်ဒါဆိုရင်ဒီဝါကြလေး၄ချောင်းကိုဖြည့်ကြည့်နော် Number 1 Please dash clearly so everyone can understand you Number 2 Let's dash after the meeting Number 3 We don't dash anymore Number 4 She was invited to dash at the conference အဖြစ်မှန်လေးကို comment မှာရေးခဲ့ပြီနော် See you next time bye bye